ဒီဆိုင်လေးကတော့ Vietnam က local တွေအစားများတဲ့ local ဈေးတွေကသမင်းပုံစားဆိုင်ကလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင် local တွေပဲအစားများကြောင့်မလို့ဟင်းတွေကလည်း local ဟင်းတွေကြီးပဲများပါတယ်သူစီမှာဆိုရင်အရွက်တွေလည်းတော်တော်များများပါတယ်အသားတွေလည်းတော်တော်များများပါတယ်ဈေးထဲမှာဖွင့်ထားတာကြောင့်မလို့သူတို့ကတော့ဒီမှာအသားဟင်းနဲ့အရွက်ဟင်းနဲ့မျှနေပါတယ်ကိုကြိုက်တာကိုထည့်စားလို့ရပါတယ်ထည့်ခိုင်းလို့ရပါတယ်အသားဟင်းကိုဘယ်နှမျိုးအရွက်ဟင်းကိုဘယ်နှမျိုးနဲ့လှုပ်ထားတာမဟုတ်ဘဲနဲ့ကိုကြိုက်တယ်လို့ပေါ့နော်အရွက်2မျိုးအသား1မျိုးဒါမှမဟုတ်အသား2မျိုးအရွက်1မျိုးကိုကြိုက်တယ်လို့မျိုးပြောပြီးတော့စားလို့ရပါတယ်ဗီယက်နမ်တောင်2000ခွဲကနေဗီယက်နမ်တောင်3000ခွဲအထိအတီးတီးကျတင်ပါတယ်ညီမငွေနဲ့ဆိုရင်ငွေ9000ဝန်းကျင်ပါပတ်နဲ့ဆိုရင်လည်းပတ်40ဝန်းကျင်ပေါ့နော်ဆိုင်ကတော့ဟင်းတော်တော်ဆုံးပါတယ်ဟင်းဒီဟင်းရွက်လေးတွေပိုများပါတယ်ရွေးစရာတွေလည်းများပါတယ်